ကပ္ပအနာဂတ်ကိုတောင်ပြောင်းလဲသွားစေနိုင်တဲ့အေယာမရေခဲတောင်ကြီးတစ်ခုကအခုတိတ်တိတ်ကလေးတန်ခါနေတယ်လို့ဆိုပါတယ်။တိတ်ပမညာရှင်တွေအခုလေးတည်းမှာရှာဖွေတွေ့ရှိထားတဲ့အဲ့ဒီလိုဟောချက်ကဘာများဖြစ်မလဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင်။အရင်ဆုံးဒီကိန်းကနန်းကိုတစ်ချက်ကြည့်လိုက်ပါ။ဆယ်ပေဒါကတာမန်အမြင့်တစ်ခုတော့မဟုတ်ဘူးနော်။ဒါဟာကမ္ဘာကန်ယိုတက်မျိုးကြီးတွေအတွက်တကယ်အိမ်မက်ဆိုးတစ်ခုရဲ့အစဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒါဟာအနောက်အန္တာတိကရေခတ်မြစ်ကြီးအခုတည်းနော်လုံဝရေပြောကြပါခဲ့ရင်ဖြစ်လာနိုင်ငယ်ကမ္ဘာပင်လေရေမွန်းနှဖြစ်မြင့်တက်လာမယ့်ပမာဏပါတိပင်ပညာရှင်တွေကသူ့ကိုကြောက်စရာနာမည်ပြောင်းတစ်ခုတောင်ပေးထားတယ်ကမ္ဘာပြက်ရေခတ်မြစ်လို့ခေါ်တဲ့ Twice ရေခတ်မြစ်ကြီးပါပဲဟုတ်ပြီဒီကမ္ဘာပြက်ရေခတ်မြစ်ကိုအချိန်ကပုံတစ်လုံးလိုပဲသဘောထားလို့ရတယ်အခုတော့တစ်ပြန်ပညာရှင်တွေကအဲ့ဒီပုံရဲ့တိတိတိမြင်နေတဲ့အတန်ကိုအရင်ကထက်ပိုပြီးရှင်းရှင်းလင်းလင်းကြားလာရပြီလို့ဆိုပါတယ်ပြောချင်တာကအရင်ထင်ထားတာထက်ပိုပြီးမတီမငင်ဖြစ်နေတဲ့လက္ခဏာအသစ်တွေကိုတွေ့လာပြီဆိုတဲ့သဘောပါပဲဆိုတော့ဒီ Twice ရေခဲမြက်ကဘာလို့ဒီလောက်တောင်အရေးကြီးနေရတာလဲသူကအနုံအန်တာတက်မှာရှိတယ်လေသူရဲ့အရေးပြောကြတဲ့နှုံးကတခြားရေခဲမြက်ကြီးချက်ကိုပုံမြန်နေတာတကယ်တော့လေလွန်ခဲ့တဲ့နှစ်30အတွင်းမှာဆိုရင်ပင်လယ်ထဲကိုစီးပိုင်တဲ့နှုံးက20တောင်တက်လာခဲ့တာပါအဲ့ဒါကြောင့်ပဲကမ္ဘာပင်လယ်ရင်းမျက်နှာပင်မြင့်တက်မှုမှာသူကအဓိကတရားခံတဲ့ကတရားလို့ဖြစ်နေတာပေါ့ဒါပေမဲ့အခုအချိန်ကပိုပြီးတော့ကြောင့်စိတ်ဝင်စားစရာစိုးရိမ်စရာဖြစ်လာပါပဲ Geophysical Research Letters မှာထုတ်ပြန်ခဲ့တဲ့လေ့လာမှုအသစ်တစ်ခုကဒီရေခဲမြစ်ကြီးအောက်မှာဘယ်သူမှမသိခဲ့တဲ့လှုပ်ရှားမှုတွေကိုဟောထုတ်ပြလိုက်ပါတယ်ဒါဟာဖုံးကွယ်နေတဲ့ငလျင်လှုပ်ခတ်မှုကဘာတစ်ခုကိုတွေ့လိုက်ရတယ်လို့ပါပဲဒီတုံခါမှုတွေကအခုမှဆက်ဖြစ်တာတော့မဟုတ်ဘူးတူတီတီတွေက2010နဲ့2023အထိအချက်လက်တွေကိုပြန်လည်လေ့လာကြည့်ရတဲ့အခါမှာဒီငလျင်ငလေးတွေဟာဆက်စွန်းတဲ့တစ်ခုကျော်လောက်တောက်လျှောက်ဖြစ်ပြနေခဲ့တာကိုအောက်ဆရာကောင်းလောက်အောင်တွေ့ရှိခဲ့ရပါတယ်ဆိုလိုတာကဒိုရီမေစီအောင်မှာပဲဖြစ်နေခဲ့ပေမဲ့ဘယ်သူမှသတိမထားမိခဲ့ဘူးပေါ့စုစုပေါင်းဘယ်လောက်တောင်များသလဲဆိုတော့362ခုပါဟုတ်ပါတယ်362ခုဒါဟာအရင်ကလုံးဝမသိခဲ့တဲ့အန်တာတိရေခဲပင်အောက်မှာထူပွားခဲ့တဲ့ငလျင်ရတဲ့တွေဖြစ်ပါတယ်ဒါဆိုမေးစရာရှိတာကဘာလို့အရင်ကမတွေ့ခဲ့တာလဲပေါ့အဖြေကတော့ထင်းငလင်တွေရဲ့အတန်ကတာမန်ငလင်တွေနဲ့မတူလို့ပါပဲသူတို့က frequency နှိမ့်တဲ့တုံဟာမှုတွေဖြစ်နေတော့တမားယိုကြားငလင်တိုက်ကဲရီယာတွေကသူတို့ကိုမကြားခဲ့ဘူးပေါ့သူတို့လေးပြောနေတဲ့လျှို့ဝှက်ချက်တစ်ခုလိုမျိုးပဲကောင်းပြီဒီတော့ရေခဲမြစ်ငလျင်ဆိုတာတကယ်တော့ဘာကိုပြောတာလဲတာမန်ငလျင်တွေရောပါကွာလဲဒီအချက်ကိုနားလည်တော့မှဒီတွေ့ရှိချက်ကဘာကြောင့်ဒီလိုအရေးကြီးတယ်ဆိုတာကိုသဘောပေါက်မှာပါရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်ရေခဲမြစ်ငလျင်ဆိုတာကြောက်လွှာတွေလှုပ်တာမဟုတ်ပဲအေယာမရေခဲတုံးကြီးတွေလှုပ်ရှားတာကြောင့်ဖြစ်တာပါဥပမာရေခဲဆိုင်ကြီးတွေကွဲထွက်သွားတာမျိုးဒါမှမဟုတ်ပလဲလဲကိုပြိုကျပြီးတိမ်မောက်သွားတာမျိုးပေါ့အရေးအကြီးဆုံးအချက်ကတော့သူတို့ရဲ့တုံခါမှုဟာ frequency နှိမ့်တယ်အဲ့ဒါကြောင့်ပဲရှာဖွေရခက်ခဲစေတဲ့အဓိကအကြောင်းရင်းဖြစ်နေတာပါတကယ်တော့ရေခဲမြစ်ငလျင်ဆိုတာ Greenland ကျွန်းမှာအရင်ကတည်းကတွေ့ရှိထားပြီးသားပါဒါပေမဲ့ Greenland ကငလျင်တွေကပိုပြင်းအားများတော့ကမ္ဘာတဝန်းကဆက်တွင်နဲ့တောင်ဖမ်းမိနိုင်တယ်အန်တာတစ်ကငလျင်တွေကတော့အများကြီးပိုအားနေပြီးဒိုဒိုလေးမဲ့လောက်တာအဲ့ဒီတော့အနီးနားကတိုင်းတာရေးစခန်းနေနဲ့လွင်ရင်ဘယ်သူမှမသိနိုင်ခဲ့ဘူးဒါကြောင့်ပဲသူတို့ဒီလောက်ကြအောင်လျှို့ဝှက်ချက်တစ်ခုအဖြစ်ရှိနေခဲ့တာပေါ့ကဲဒီရင်လေးလေးတွေကိုတွေးရှိလိုက်တာနဲ့ဆလန်ကမကြီးသေးပါဘူးတကယ်တော့ဒါကပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပဟဲလီတစ်ခုရဲ့အစာပဲရှိပါသေးတယ်ဒါပေမဲ့မေးစရာရှိတာကသူ့ရှိခဲ့တဲ့ငလျင်362ခုလုံးကပုံစံအတူတူပဲလားအဖြေကတော့လုံးဝမဟုတ်ဘူးပါပဲဒီအချက်ကပဲသိပ္ပံပညာရှင်တွေကိုခေါင်းစားစေတဲ့အကြောင်းရင်းဖြစ်လာတော့တာပါပဲတွေ့ရှိခဲ့တဲ့ငလျင်တွေကိုခွဲချမ်းစိတ်ဖျားကြည့်လိုက်တဲ့အခါမှာအများစု245ခုဟာစိုးရိမ်နေကြတဲ့ Twice ကဘာပြက်ရေခဲမြက်မှာပြဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်ကျန်တဲ့180ခုကတော့သူ့အနီးနားက Pine Island ဆိုတဲ့ရေခဲမြက်မှာဖြစ်ခဲ့တာပါဒီနေရာမှာပဲပဟေလီကဆလာတာပါ Twice မှာဖြစ်တဲ့ငလျင်တွေကရှင်းပါတယ်သူတို့ကကန်ဆန်တာမှာဖြစ်တာဆိုလို့ပလက်သေးကိုပြိုကျတဲ့ရေခဲတောင်တွေကြောင့်ဖြစ်နိုင်ခြေအများဆုံးပဲဒါပေမဲ့ဖိုင်းအိုင်လန်မှာဖြစ်တဲ့ငလျင်တွေကတော့လုံးဝကိုမတူပါဘူး။သူတို့ကကမ်းခြေနဲ့အလောင်းဝေးတဲ့ဂုံတွင်းပိုင်းမိုင်30ခန်းနားစေလောက်အကွာရေခဲမြစ်ရဲ့အတွင်းပိုင်းမှာဖြစ်နေတာပါ။အဲ့ဒီမှာဘာတွေဖြစ်နေတာလဲဆိုတာဘယ်သူမှမသိသေးပါဘူး။ဒီလိုဝက်စမ်းကြတဲ့ဂုံတွင်းပိုင်းငလျင်တွေကဘာကိုဆိုလိုနေရလဲ။ဒါကအနာဂတ်တော့ဘယ်လိုတက်ရောက်မှုတွေရှိနိုင်မလဲ။အခုဒီမေကွန်းရဲ့အဖြေကိုရှာကြည့်အောင်။တူတီတီတွေကိုလိုင်ကတောင်ဒီအချက်ကိုဝန်ခံထားတာပါ။သူတို့ရဲ့လိလာမှုမှာဖိုင်းအိုင်လန်ရေခဲမြက်မှာဖြစ်ပေါ်တဲ့ငလျင်တွေရဲ့တဘာဝဟာပေလီဆန်နီဆဲဖြစ်ပြီးနောက်ထပ်စုံစမ်းစစ်ဆေးဖို့လိုအပ်ပါတယ်လို့ရေးထားတာပါ။ဒါဟာတိပြန်ပညာအတွက်ဖြည့်ရှင်းစရာအဖြစ်မရှိသေးတဲ့မေးခွန်းကြီးတစ်ခုဖြစ်နေတော့ပါပဲ။
ဆိုတော့သိပ္ပံပညာရှင်တွေအတွက်ရှစ်ဆက်လုံးဆောင်ရမယ်အရေးကြီးတဲ့ mission 3ခုရှိလာပါတယ်ပထမဆုံး Pine Island မှာငလျင်တွေဘာကြောင့်ဖြစ်နေလဲဆိုတာကိုဖြေရှာရမယ်ဒုတိယအနေနဲ့ဒီတုံခါမှုတွေကရေခဲမြစ်ကိုပိုပြီးမြန်မြန်ပြိုကျစေနိုင်တယ်လားဆိုတာကိုလေ့လာရမယ်နောက်ဆုံးအနေနဲ့ဒီချက်လက်တွေအသုံးပြုပြီးတော့အနာဂတ်ပညာရေးမျက်နှာပြင်မြင့်တက်မှုကိုပိုပြီးတိကျအောင်ခိုင်မာရမှာဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ပြောရရင်ဒီလူရဲ့ငလင်းတွေဟာပဟေလီတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုတသက်မဟုတ်ပါဘူးဒါကမ္ဘာအနာဂတ်ပင်လယ်ရီမျက်နှာပြင်ကိုကြိုတင်ခန့်မှန်းဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့တလွန်စားတစ်ခုလည်းဖြစ်နေပါတယ်နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးကိုစဉ်းစားဖို့ခြံထားခဲ့ချင်ပါတယ်ဒီနေ့တွေးရှိခဲ့တာကရေခဲတောင်ရဲ့ထိပ်ဖျားလေးပဲဆိုရင်ရောကမ္ဘာရေခဲပြင်တွေအောက်မှာတခြားဘလို့တိပိတ်ချက်တွေဘလို့ရုံးဝချက်တွေထပ်ပြီးမြင်နံထားသေးလေ